Nanelliဒီပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ရပြီလဲပေါ့နော်ဆိုတာလေးကိုဆရာတို့ဟိုလုပ်ကြည့်အောင်မေကွန်းလေးနော်Google Form နဲ့မေကွန်းလေးဖြည့်ကြည့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကြတော့ဆရာတို့အခုမလုပ်မလဲဆိုတော့ဟို screen share လိုက်မယ်နော် ဟုတ်ဆရာ Okay ပြော ဟုတ်ဆရာတားဟွာလေးဒါ question sorry practice 4နဲ့5ကဟာဒါတစ်ချက်ဖတ်တာဆရာဟုတ်တချို့အပုတ်ဒီဒါနားမလဲလို့ဆရာဟုတ်ဟိုနားလဲတဲ့ဟာတွေတော့ဒါအဖြေထည့်လိုက်ဆရာဟုတ်ရှေ့က3တော့ဟိုဖြစ်သွားပြီမလား3ဟုတ်ဆရာ တော့ 3ကတော့အဆင်ပြေပါနော် 3နဲ့6ကရရဗျဟုတ်4နဲ့5မှာတချို့အပုတ်လေးတွေ4နဲ့5နားမလဲဖြစ်နေလို့ဗျဟုတ်ကဲ့ဟုတ်Okay ဒီနေ့အဲ့ဒါလေးသွားအောင်နော်အဲ့ဒါလေးသွားပြီးတော့Okay ဟုတ်ပြီတော့ဆရာတို့4တော့ဒါ practice 4နော်အဲ့တော့ဒီလိုပေါ့သူကဒီအကြောင်းအရာတွေကကြတော့ဒီ science သူတို့ဒီဘာသာရပ်ထဲမှာပါတဲ့ဒီအကြောင်းအရာတွေပေါ့မှာသူကဟိုမေကွန်းရဲ့အကြောင်းအရာတွေကိုထည့်ထားတာပေါ့နော်အဲ့ဒါကြောင့်မို့သူကတချို့အကြောင်းအရာတွေကလောလောဆယ်မှာမရင်းနှီးနေဘူးဆိုတော့အကြောင်းအရာကိုမရင်းနှီးနေတာပေါ့နော်အဲ့တော့ကျွန်တော်ကဘာအဲ့ဒီဟာနဲ့ဆက်ပြီးတော့ကျွန်တော်စဉ်းစားစရာလေးနော်ဒီနေရာမှာကျွန်တော်စဉ်းစားစရာလေးကဟိုပါလဲဆိုရင်ဒီတချို့ဆာမွဲတို့ဘာတို့မှလေကျွန်တော်ကိုကြည့်ထားပြီးသားတွေကြီးပဲဟိုကျွန်တော်ရောက်လာလိမ့်မယ်တွေ့ရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ထားလို့မရဘူးပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်ကကိုဖြေထားတဲ့ပေါ့နော်ဖြေထားတဲ့ဖတ်ထားတဲ့အပုဒ်တော့မဟုတ်ဘူးဒါပေမဲ့လည်းဆရာတို့ကသူကစာပိုက်တော့ပါလာမယ်ပေါ့နော်အခုလိုမျိုးစာပိုက်တွေပေးထားမယ်အဲ့စာပိုက်ပေါ်ကနေဆရာတို့ကတခါလေမှာအကြောင်းအရာကိုတော့ကိုနဲ့သိပြီးတော့မနီးစပ်ဘူးပေါ့နော်ဟိုကိုဖတ်ထားတဲ့ပြုထားတဲ့အထက်မှာပါမနေဘူးဒါပေမဲ့အဲ့ဒီအကြောင်းအရာကိုစာပိုက်ပေါ်မှာဖတ်ကြည့်ပြီးတော့နော်စာပိုက်မှာပြောထားတဲ့အရေးသားအရာဒါတို့ logic အရာပေါ့နော်တခါလေမှာ logic အရာဖြေကိုခံမှန်းပြီးတော့ရွေးလိုက်တဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဟာမျိုးအဲ့ logic ကလေးကိုဆရာတို့ကစဉ်းစားတဲ့ပုံစံလေးကိုနည်းနည်းဟိုနီးစပ်အောင်စဉ်းစားနိုင်ဟိုဟာလေးသိချင်ရပေါ့နော်အဲ့တော့ဟိုဆရာတို့ဒီမြင်ဘူးတွေ့ဘူးမှပဲပေါ့နော်ဒီမိကုန်းကိုဆရာတို့ကအဖြေကိုတိကျရမယ်ဆိုတဲ့ဟာမျိုးဟိုကောင်းတဲ့မှာဆရာတို့ကဟိုအဲ့လိုမျိုးမထည့်ထားဘူးပေါ့နော်အဲ့တော့ဆရာတို့ကအခုဆိုလို့ရှိရင်ဟိုဒီမှာအကြောင်းအရာရှိမယ်နော်အကြောင်းအရာကိုဆရာတို့အခုဒီမှာကြည့်ရအောင်အဲ့တော့ဒီနေ့လာတဲ့လူတွေကနော်မပူဆိုတာနော်မီးထင်တယ်နော်ဟိုဟာမီးကဒီဟာတွေဟိုဖတ်ထားပြီလားဆရာသမီးကကြောင်းပြထားမလို့အဆင်မပြေသေးလို့ဆရာဟောရတယ်ကြောင်းပြဆိုင်ကြောင်းပြထားတာဆိုတော့
ကြောင်းပြတ်တာဆိုတော့နည်းနည်းအဆက်ပြတ်သွားပါနော်အဆက်တော့မပြတ်ကြနိုင်အောင်နော်ဆက်အောင်ဆိုတော့အစပြိုးတော့မှအဆက်ပြတ်သွားတယ်ဆိုရင်သိမကောင်းဘူးနော်โอเคအဲ့တော့ဆရာတို့နောက်ထပ်တယ်နော်နောက်ဆရာတို့နာမည်ခါတိုင်းတွေ့နေကြမှုတဲ့နာမည်အတေစမ်းနေခေါ်လိုက်လို့ရှိရင်ဟိုပါဘောနော်စာမွဲဖြည့်တဲ့သူတွေဖြစ်နေမလားမနဲ့တူတယ်ကဲအဲ့ဒါဆိုရင် sunset ဟုတ်တန်မကြတော့နော်အဲ့ဆိုရင်နောက်တစ်ယောက်ကအိတ်မူဆန်အိမ်မူဆန်ကေဇင်ရောကေဇင်သောယုခိုင်သောယုခိုင်ဟုတ်ဆရာโอเคဆရာရှင်သမီးကဆရာသမီးကလေလမ်းရတကယ်ကိုအခက်အခဲဖြစ်နေလို့ဆရာအရင်ဘက်ကလည်းဆရာတရက်မိုးတွေသဲလို့သမီးခွင့်တိုင်ပြီးမလိုက်လိုက်ရဘူးဆရာ training video တွေလည်း down မရသေးလို့ဆရာအဲ့ဒါမဖက်အပ်သေးဘူးရှင်အေးဟုတ်ပြီဒီမှာကသဲချိုစင်မို့နော်သဲချိုစင်မို့ပါ message တွေတွေ့ပြီအဲ့ဆိုရင်အစ်စ်ရောက်လာတဲ့အဖွဲ့တွေလည်းရှိတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဆရာပြောမယ်နော်အဲ့ဒီဟိုဟာတွေကို material တွေနော်ဒီအခုဆရာပေးတဲ့ files တွေတော့အဲ့ဒီဟိုဟာပေါ့နော် line ကောင်းရင်ဒါမှမဟုတ် line မီးတဲ့နေရာရောက်လို့ရှိရင်အဲ့ဒါကိုအရင်ဆုံးတခြားဖုန်းသုံးတဲ့အခါမှာအဲ့ဒါကိုဦးစားပေးရင်လုပ်လိုက်နော်ထောင်းစရာရှိတာကိုအရင်ထောင်းပြီးအောင်လုပ်လိုက်ပြီးတော့မှကြံတဲ့ဟာကိုဦးစားပေးလုပ်နော်အဲ့ဒါမှဖြစ်မယ်နော်ဘာလို့ဆိုဆရာတို့ကြည့်ရဘာမှအချိန်နေပဲအများကြီးပြီးသွားပြီးတော့ဟိုလက်ထဲမှာနော်ဟိုပြန်ပြီးတော့ recall ခေါ်တရားနော်ကြည့်ရဘာမှမရှိပဲအလွတ်ကြီးဖြစ်သွားတယ်နော်ဟိုကတော့ရှိတာပေါ့လေဒီ Telegram group တို့နော်ဆရာတို့ Google Classroom တို့နော်အဲ့ထဲဒီမှာတော့ဆရာတော့တော်တော်နဲ့ပြီးသွားလဲပဲနော်တော်တော်နဲ့တော့ဟိုဖြတ်မှာမဟုတ်ဘူးလေနော်ဒီအဲ့လိုတော့ပြန်တော့လုပ်လို့တော့ရတာပေါ့နော်ဒါပေမဲ့လေဆရာပြောနေတာကဒါတွေကအချိန်ဆက်မိနေတော့ကိုယ့်ဖုန်းနဲ့အကုန်လုံးချိန်နေမိတော့ဟုတ်တာပေါ့နော်တကယ်လို့ရုပ်တရက်ချိန်မမိတော့ဘူးဆိုလဲအချိန်ကြာရင်ခုနအစောပြောလို့ပေါ့နော်ဟိုဘာလဲဆိုရင်
ကိုဖုန်းထဲမှာဘာမှမရှိဖြစ်နေနိုင်နော်အဲ့ဒါကြောင့်မို့အဲ့ဒါအရေးကြီးတယ်ပထမစဉ်နော်တကယ်ကတော့ကိုဒီဘာလဲဆိုရင်ခေါင်းထဲမှာရောက်ဖို့ကပိုအရေးကြီးတာပေါ့နော် Okay အဲ့ဒါဆိုရင်ကျတို့ဒီမှာ practice 4ကိုနော် question 1 to 4ပါဒီစာပိုက်ပေါ်မှာအခြေခံပြီးတော့ကျတို့စဉ်းစားရမှာပေါ့နော်အဲ့တော့ imagine a substance နော်အဲ့တော့ကျတို့ကဘာလို့အရာဝတ္ထုတစ်ခုကိုကျတို့ကစဉ်းစားကြည့်တာပေါ့နော်အဲ့တော့အခုကျတို့ဒီရှေ့ပိုင်းကျတို့ခုလေ့လာနေတဲ့ lesson တွေဒီတကယ်ကျတို့သွားမဲ့ဟိုခေါင်းစဉ်တွေ chapter တွေအတွက်ပေါ့နော်တကယ်သွားမဲ့ lesson တွေတကယ်သွားမဲ့ကျတို့စာမိုးဝဲအတွက်မလုပ်နေရတော့ဆိုတော့ကျတို့ဒီလိုအပ်တဲ့စဉ်းစားနည်းတွေနော်ပြီးတော့လိုအပ်တဲ့ပုံစံတွေကိုကျတို့ကရင်းနှီးအောင်လုပ်နေတာရှိသေးတာပေါ့နော်ကျတို့အကြောင်းအရာတွေအရာသူဒီအကြောင်းအရာတွေသူဆိုင်ရာရဲ့ကျတို့ခေါင်းစဉ်တွေပေါ့နော်ဆိုင်ရာ outline နေရကြတော့ကျတို့သူအပိုင်းနဲ့သူခေါင်းစဉ်နဲ့သူထပ်ပြီးတော့လေ့လာရအောင်ပါပေါ့နော်အကြောင်းအရာနဲ့ဖြေပုံဖြေနည်းနဲ့ပေါင်းလိုက်မှကျတို့ကပြည့်စုံသွားမှာပေါ့နော်အဲ့တော့အခုလောလောဆယ်ကဒီဘယ်လိုစဉ်းစားရမယ်ဘယ်လိုဖြေရမယ်ဆိုတဲ့ဟာကိုသွားရတာပေါ့နော်အဲ့တော့ကျတို့အခုဒီမှာအဲ့ဒီမှာကျတို့ဘာပါလာလဲဆိုတော့ English ကိုဒါမီတို့က English ကိုအခုဒီဘက်အစကလေးကစပြီးတော့လေ့လာနေဖို့တော့ကောင်းတယ်ပေါ့နော်လေ့လာနေရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့ဟာတွေကတချို့ English သင်ခန်းစာတွေတချို့ဟာတွေဒီကျတို့ဒီအခုကျတို့ဒီရှေ့မှာရှိနေတဲ့တခြားဘာသာတွေကိုသွားပြီးတော့အထောက်ပံ့ဖြစ်တယ်အဲ့တော့အထောက်ပံ့အခုဒီကလည်း science ရယ်ဒီ social ရယ်နော်ပြီးလို့ရှိရင် maths နော်အဲ့တော့ဒီ channel 3ဘာသာကလည်းမေးခွန်းတွေက English နဲ့ပဲလာမှာပဲပေါ့နော်ဆိုတော့ကျတို့ကဒီတစ်ခါလေးမှာဘာသာပြန်နဲ့ပုံစံအကြောင်းကိုလွဲသွားတဲ့အဖြေတွေလွဲသွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဘာမှသူကမေးတာကအများကြီးမေးတာမဟုတ်ဘူးဒါပေမဲ့ဘာသာပြန်လေးလွဲသွားတဲ့တစ်ချက်ကြောင့်မို့ကိုကအဖြေကိုလွဲရွေးမိသွားတာပေါ့နော်အဲ့ဒါတွေဖြစ်တတ်တော့ဒါတော့ English ကလည်းအထောက်ပံ့အများကြီးပေးဒါခါလေ English ရဲ့ဒီအတွင်းထဲမှာသုံးထားတဲ့မိတို့ကပုံစံကိုသိနေတဲ့အခါကြားလို့ရှိရင်နော်vocab ကိုကမသိဘူးဆိုရင်တောင်မှကျတော့ကဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာလောက်ကိုတော့ကျတော့ကသုံးသပ်လို့ရတယ်အဲ့မျိုးတွေကကျတော့ဒီ English ကနေပြီးတော့ပေးမှာပေါ့နော်အဲ့ကြောင့်မို့ပေါ့နော်English ဘက်ကဆရာမစသေးဘူးဆိုရင်လည်းပဲ English ဒီကိုအနေနဲ့ဝေးမနေဘူးလေနော်ဒါတို့သမီးတို့ ਨੇ ဝေးနေတဲ့ဘာသာရမဟုတ်တဲ့အတွက်စပြီးတော့ကြည်နေလို့ရတဲ့ဟာမျိုးတွေပေါ့နော်ဘာတွေကြည့်ရမလဲဆိုတော့ဆရာဆိုရပေါ့ဒီဘာလဲဆိုရင်ဟာတွေရှိတယ်ကျတော့ရှေ့ရင်အဲ့လိုမျိုးရှေ့တန်းနေမှာလေ့လာခဲ့တဲ့ဒီဘာလဲ stylistic transformation လို့ဟာမျိုးတွေပေါ့နော်စလုံးပုံစံတွေခုဒီမှာပါတဲ့ဟာတော့သူနဲ့အဲ့တုန်းရှေ့ရဟာတွေနဲ့အတိအကျကြီးတော့တူချင်မှတူမှာပေါ့နော်မတူတဲ့ဟာတွေရှိတယ်ပြီးတော့နောက်တစ်ချက်က essay ရေးတဲ့အလေးထားပေါ့နော်ဒီစာကုန်းရေးတဲ့အလေးထားအဲ့ဒါလေးလေ့ကျင့်ဖို့လိုတယ်ပေါ့နော်ဒီမှာပထမတစ်နေ့ကိုစာတစ်ပိုက်လောက်နော်တစ်ပိုက်လောက်အင်္ဂလိပ်လိုပဲရေးကြည့်တာမျိုးပေါ့နော်ကိုစိတ်ကူးတဲ့အကြောင်းအရာတခုအင်္ဂလိပ်လိုရေးကြည့်တဲ့အချိန်မှာရေးဖို့ကအစပြုတ်လိုက်ပြီဆိုတဲ့အချိန်မှာဒါသမီးတို့ဘာဖြစ်မလဲဆိုတော့စလုံးတွေခေါင်းထဲမှာစလုံးတွေကိုသိကျင်စိတ်ဖြစ်လာပေါ့နော်ကိုကစိတ်ကဒီဟာတွေကိုရေးကျင်တယ်ဒါပေမဲ့ကိုခေါင်းထဲမှာကိုရေးကျင်တဲ့စကားလုံးကမရှိနေ
အဲ့မရှိနေတာကြီးကိုဆရာတို့ကဟိုဟာဖြစ်လို့အဲ့နေရာမှာနေဟိုလက်လျှော့ပြီးတော့ဆရာတို့ကရလိုက်လို့မဖြစ်ဘူးအဲ့မရှိနေတဲ့ဟာကိုရှိအောင်လို့နည်းနည်းတော့အလုံးရှုပ်တာပေါ့နော်စာပိုင်းဒီမှာရှုပ်နောက်ပိုင်းကျတော့အလုံးသိမ့်မရှုပ်တော့ဘာဖြစ်လို့လဲဆိုတော့တီဗီသားစကလုံးတွေများလာလေပေါ့နော်ဆရာတို့ကမမေ့အောင်ကတော့နော်တိထားတဲ့ဟာတွေကြည်ထားတဲ့ဟာတွေမမေ့အောင်တော့ဒါတို့ဘယ်နည်းပဲရှိတုံးဆိုတော့ဒီ repeat နော် repetition ချိန်ထပ်လုပ်တာပေါ့နော်တရားနဲ့ကြောင်းနဲ့တော့အချိန်ကြီးအတွက်တူဒါတော့ပုံသေးပြောလို့မရဘူးဟို9ချိန်နဲ့ခေါင်းနဲ့ဆွဲတဲ့သူရှိသလို10ချိန်လောက်မှခေါင်းနဲ့ဆွဲသွားမယ်လူလည်းရှိတာပေါ့နော်အဲ့ဒါကအသိအရေးမကြီးဘူးအဓိကဆရာတို့က target ဒီကိုမဖြစ်မနေခေါင်းထဲမှာရှိထားရမယ်ဆိုတဲ့ချက်လက်ကရှိနေဖို့ပေါ့နော်ရှိနေဖို့ကိုခေါင်းထဲကိုထည့်တဲ့အခါမှာဘယ်လိုပုံစံနဲ့ပဲထည့်ပေါ့နော်အဲ့ဒါဆရာတို့ကအရေးကြီးတာပေါ့နော်โอเคအဲ့ဒါဆိုရင်ဆရာတို့ကဒီနေရာလေးမှာဆရာတို့ကဘာကိုကြည့်မလဲဆိုလို့ရှိရင်ဒီနေရာမှာနော် imaging substance ခုနဒီပေါ်မှာဒီရေးထားတဲ့ဟိုဟာလေရှောင်းမီဟိုဟာနော်မီဖုန်းဟိုဟာဖုန်းပိုင်ရှင်တဲ့နော်သမီးရေးထားတာတွေ့တယ်ဆရာဘာသာတော့ပြန်ရမှာနော်အဲ့တော့ဆရာတို့ခဏနေတခါပြန်ပြီးတော့အလှည့်ကြပါနော်အခုလောလောဆယ်ဆရာဒီရှေ့ရဟာလေးကိုပြောလိုက်မှာပေါ့နော် imagine a substance such as တဲ့နော် salt or sugar နော်အဲ့တော့ဒီစားတို့ကြားတို့လိုမျိုးဆရာတို့အရာဝတ္ထုတွေကိုဘယ်လိုပါကိုစိတ်ကူးကြည့်မလဲဆိုရင် dissolved in liquid အရည်ထဲမှာပေါ့နော်ဆရာတို့ alcohol သို့မဟုတ်ဆရာတို့ပါရိုးရည်ပေါ့နော်အဲ့လိုမျိုးရည်အရည်တစ်မျိုးထဲမှာဆရာတို့ပျော်ဝင်နေတယ်လို့နော်ဟိုစိတ်ကူးကြည့်မယ်ပျော်ဝင်နေတယ်ပေါ့နော်အဲ့တော့ကြတော့ the liquid in which the substance is dissolved is called a solvent နော်အဲ့တော့ကျတော့ဒီအရည်ထဲမှာနော်အရည် liquid အဲ့ဒီအရည်က substance တွေကိုပျော်ဝင်စေတယ်နော်ရာဝတ္ထုတွေကိုပျော်ဝင်စေတဲ့အရည်ကိုဆရာတို့ဘာလို့ခေါ်လဲဆိုတော့ပျော်ဒီ solvent နော်အဲ့လိုမျိုးအဲ့ဒီမှာဆရာတို့ osmosis is a diffusion movement နော်of a solvent across a semi-permeable membranes နော်အဲ့တော့အဲ့ဒါလေးဝင်စားခွင့်မိတ်ထဲမှာရှင်းထားတာဘာလို့ဆိုတော့အဲ့ membrane ဆိုတာက semi-permeable membrane ဆိုတာလေးကဘာကိုပြောရလဲဆိုတော့ barrier အတားအဆီးတစ်ခုနော်ဒါပေမဲ့ तू ကဘာလဲဆိုတော့သူ့ကိုဖြတ်ပြီးတော့ဖြတ်သွားဖို့အတွက်နော်တချို့အရာဝတ္ထုတွေကိုပဲဖြတ်ခံတယ်တချို့အရာဝတ္ထုတွေကိုတော့ block လုပ်ထားတယ်အဲ့လိုအတားအဆီးမျိုးပေါ့နော်အတားတော့အတားပဲ barrier တော့ barrier တစ်ခုပဲဒါပေမဲ့ဆရာတို့အကုန်လုံးသူ့စီမှာရောက်လာတဲ့အရာဝတ္ထုတွေအကုန်လုံးကိုမဖြတ်ခိုင်းဘူးနော်ဖြတ်ခွင့်မပေးဘူးသူ့ကိုဖြတ်သွားခွင့်မပေးဘူးတချို့တစ်စိတ်တစ်ပိုင်းနော်တချို့အစိတ်ပိုင်းတွေကိုသာဖြတ်တန်းခွင့်ပေးအဲ့လိုမျိုးဟာကိုဆရာဘာလို့ခေါ်လို့ဆိုတော့ semi-permeable membrane လို့ခေါ်တယ်အဲ့တော့အဲ့ဒီလိုမျိုးဖြတ်သွားအဲ့ဒီ membrane ကိုဖြတ်ပြီးတော့နော်ဖြတ်တန်းစီစဉ်သွားတဲ့အဲ့ solvent ရဲ့ဆရာတို့ဟိုပြန့်နှံ့သွားတဲ့ပုံစံကိုဘာလို့ခေါ်လဲဆိုတော့ osmosis လို့ခေါ်တယ်နော်အဲ့တော့သူ့အနေနဲ့သူချိတ်ဆက်ပြီးတော့သူကဟိုရေးထားတာနော်အဲ့တော့ the solvent moves from နော် from ဘာလို့ဆိုရင် from the side of the membrane with less dissolved ဘာလဲဆိုရင်material နော် to the size of the membrane with to the
to the side of the membrane with more the soft material အဲ့တော့ तू ကအဲ့ဒီပျော်ဝင်နဲ့နော်ပျော်ဝင်စေတဲ့အဲ့ဒီပျော်ရည်ရာဆရာတို့ solvent ကဒီပဲခုနကတော့ပြောအပေါ်မှာပြောထားတဲ့ဆရာတို့ membrane ရဲ့နော်ဘယ်ကနေဘယ်ဘက်ကိုဆရာတို့ diffuse ဖြစ်သွားတာလဲပေါ့နော်ပြန့်နှံ့သွားတာလဲဆိုလို့ရှိရင်ဆရာတို့ဒီပျော်ဝင် less dissolved material to အဲ့တော့ तू ကပျော်ဝင်နေတဲ့အရာဝတ္ထုနည်းနည်းပဲပျော်ဝင်နေတဲ့ပျော်ဝင်စေတဲ့ပေါ့နော်ဆရာတို့ပါတော့အနည်းငယ်သာပျော်ဝင်နေတဲ့အရာရှိတဲ့ membrane ရဲ့ site ကနေပြီးတော့ဘာလို့ဆိုအများကြီးပျော်ဝင်နေတဲ့နော်ပျော်ဝင်သွားပြီးသားဖြစ်နေတဲ့ membrane ရဲ့တခြား site ကိုနော်တခြားဘက်ကိုသူက diffuse ဖြစ်တယ်အဲ့တော့နည်းနည်းပျော်ဝင်တဲ့ဘက်ကနေများများပျော်ဝင်တဲ့စီကိုနော်ဘယ်ချမ်းကိုသူကဒီဘာဖြစ်တော့ဆိုလို့ရှိရင် solvent တွေကရွေလျားသွားတာပေါ့နော်ရွေသွားတယ်အဲ့တော့အဲ့လိုစောစောတုန်းကဆရာတို့ပြောခဲ့တဲ့ osmosis နော်ဒီဗာလဲဒီ membrane ကြီးကဟိုဘက်ကနေတစ်ဖက်ကိုတချို့တစ်စိတ်တစ်ပိုင်းကိုပဲဆရာတို့ဖြတ်တန်းခိုင်းနေဆိုတဲ့ပေါ့နော်အဲ့လိုမျိုးဖြတ်ခွင့်ပေးတယ်ဆိုတဲ့အဲ့ဒီဖြစ်စဉ် osmosis လို့ခေါ်တာပေါ့နော်အဲ့တော့အဲ့ osmosis အဲ့လိုဖြစ်တဲ့ရလဒ်ကဆရာတို့result က is an ဘာလဲဆို equilibrium ခုဖြစ်တယ်နော်အဲ့တော့အဲ့ဒီမှာ the state in which the rate at which the solvent flows across the membrane at the same rate in both directions နော်အဲ့တော့ तू ကဒီဆိုတော့ osmosis ဆိုတဲ့ဖြစ်စဉ်ကြီးရဲ့ဆရာတို့ရလဒ်က equilibrium ဖြစ်တယ်ဘာလို့ဆိုလို့ရှိရင် equilibrium ဖြစ်နေတယ်နော်ဖြစ်နေတဲ့အနေအထားအထိ तू ကလှုပ်ရှားနေမှာပေါ့နော်အဲ့လိုဖြစ်မှာပဲ equilibrium ဖြစ်မှာပဲ तू ရက်တော့အဲ့တော့ equilibrium ဖြစ်တယ်ဆိုတာဘာကိုပြောတာလဲဆိုတော့ဒီဆိုတော့ membrane ရဲ့တစ်ဖက်ကနေနောက်တစ်ဖက်ကိုဆရာတို့ပြန့်နှံ့နေနှုံပေါ့နော်အဲ့တော့ तू ကဘာပြောလဲဆိုတော့ the rate at which the solvent flows across the membrane နော် तू ကအဲ့တော့အဲ့ဒီ membrane ဒီအမီပါပေါ့နော်အဲ့ membrane ရဲ့ဆရာတို့ကိုဖြတ်သွားပြီးတော့ solvent ကနော်အဲ့ဒီဘာလို့ဆိုလို့ရှိရင် membrane ကိုဖြတ်သွားတဲ့နှုံးอ่ะဆရာတို့တစ်ဖက်ကနေတစ်ဖက်ကိုပြန့်နှံ့တဲ့နှုံးပေါ့နော် membrane ရဲ့တစ်ဖက်အချမ်းမှာပုံမှာဆိုလို့ရှိရင် semi permeable membrane ဆိုတာက center မှာရှိတယ်အဲ့တော့ site A ကနေ site B ကိုပြန့်နှံ့မဲ့ rate ရှိမယ် site B ဘက်ကနေလည်း site A ဘက်ကိုပြန့်နှံ့မဲ့ rate ရှိအဲ့ဒီနှုံးနှစ်ခုညီသွားတာကအဲ့ဒါကိုဘာခေါ်အောင်ဆိုရင် equilibrium လို့ခေါ်တာပေါ့နော်ဟုတ်ပြီအဲ့တော့ခုနတုန်းကဒီဘာနော်မီပေါ့နော်မီဖုန်းကျောင်းမီဖုန်းဒီဟိုတစ်စိတ်ကလေးနဲ့သမီးကအခုဒီအောက်ကအပိုင်မှာပထမတစ်ကြောင်းကိုပြောကြည့်ပါဦးhello hello ဆရာ hi line တိတ်မကောင်းဘူး hello လိုင်းကောင်းပါလေ hello အေးသမီးကအဲ့ဒီဟိုဟာလေးကိုနော်ပထမအဲ့အောက်ဆုံးဘိုက်ကပထမအကြောင်း Gallian ဆိုတဲ့ဟာနေစပြီးတော့ osmosis နော် Gallian contact စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ် explore တွေ့တဲ့ကိုတူစီတွေ့ဖို့ရအောင် Google
various liquid with a specific amount of sugar dissolved in them which undergo osmosis. In them which undergo osmosis. ကလျင်ကဆိုတော့လောက်ခဲ့ပါလေ တတ်မှတ်ထားတဲ့အရည်မျိုးက specific amount of sugar dissolved in them သူတို့မှာပြောရင်းနဲ့တတ်မှတ်ထားတဲ့အရည်မျိုးကဘလောက်မြင် osmosis ဖြစ်နိုင်တယ်ဆိုတာကိုသိဖို့အတွက်စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ် ဟုတ်တယ်သူကဂလီယန်ကနော်စမ်းသပ်မှုတစ်ခုလုပ်တာသူက how quickly ဆိုတော့ဒီဘလောက်မြန်ပေါ့နော် various liquid ဆိုတော့အမျိုးသောကျတော့ liquid တွေကနော်ဒီပြန့်နှံ့နှုန်းပေါ့နော်တရားပမာဏပေါ်မှာပြန့်နှံ့မှုကဘလောက်မြန်လေဆိုရဲနော်အဲ့တော့ဘလောက်မြန်ပြန့်နှံ့နိုင်တယ်လေပေါ့နော်ဆိုရဲဖြတ်တန်းနိုင်တယ်လေပေါ့နော်အဲ့ဒီသူက membrane ဆိုလေးနဲ့ခြားထားပြီးတော့အဲ့တော့တစ်ဖက်ကနေတစ်ဖက်အဲ့အမျိုးပြောရတယ်နော်ဟုတ်ပြီအဲ့တော့July 03ကနောက်တစ်ကြောင်း ဟုတ်ကဲ့ဆရာ you both all the same side with simple even membrane separately one side of the both from the other and she put equal quantity of various liquids in both sides you သူမအသုံးပြုတဲ့ both of the same side တူညီတဲ့အရွယ်အစားကိုအသုံးပြုတဲ့ simple even membrane ဆရာ simple even ဆိုတာဘာလဲမသိဘူး membrane ကတော့အသားအဆီလို့လေဆရာအပေါ်မှာရှင်းခဲ့တာဒီ semi permeable ဆိုတာကတို့မြန်မာလိုပြောမယ်ဆိုလို့ရှိရင်လိုအဓိပ္ပာယ်ဆိုတော့ဒီတိုင်းမှတ်မယ်ဆိုလို့ရှိရင်ကျတို့တဝက်တစ်ပြက်ပေါ့နော်တဝက်တစ်ပြက်တာစိတ်ဝင်နိုင်တဲ့ကျတို့အမေပေါ့နော် membrane ဆိုတာအမေနော်အမေဆိုတာဒီဟိုပါပေါ့နော်ကျတို့ဟိုအဝတ်တွေပါတွေလိုမျိုးဆိုရင်အဝတ်ပါလေးပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောတာပေါ့နော်ဟုတ်ကဲ့အမေပါလေးတစ်ခုက on side of the both from the other တဲ့သူက on side ဆိုတော့ဟိုဟာအရွယ်အစားတစ်ခုက from the other တခြားတစ်ခုကို and she put equal quantity of various liquid in both sides သူကတူညီတဲ့ဟို equal ဟို quantity of various လေးကို liquid in both sides ဆိုတော့တူညီတဲ့အရွယ်အစားလေးတွေကိုညီမျှစွာထားတာလို့ပြောတာဆရာ both sides ဆိုတူညီတူမျှတူသူကတစ်ဖက်စီကိုညီတူမျှတူထားတယ်လို့ဟုတ်နှစ်ဖက်လုံးမှာသူကဟုတ်တယ်နှစ်ဖက်လုံးမှာဒီအရည်ပေါ့နော်အရည်မျိုး various liquid နော်ဒါပေမဲ့ equal quantity ဆိုတာကပမာဏကကြတော့အညီမျှတူပမာဏအညီမျှတူတယ်အဲ့တော့သူကဘာလို့လဲဆိုလို့ရှိရင်သူကစောကဒီ membrane ရဲ့တစ်ဖက်ထဲမှာပေါ့နော် same side မှာဘာလို့မလဲဆိုလို့ရှိရင်ဒီ separating one side of the head from the other side တစ်ဖက်နဲ့တစ်ဖက်ကိုတော့ခြားထားတယ်နော်ခြားထားပြီးတော့ဒီအဲ့ဒီရဲ့ဆရာတို့ sorry same side ကဒီမှာဆိုရင်အရွယ်စားအတူတူပေါ့နော်ဒီ C အပေါ်မှာဆရာတို့သူ experiment လုပ်တဲ့အရွယ်စားအတူတူပေါ့နော်အဲ့လိုရွယ်စားတူတဲ့ C တခု C တွေကိုယူတယ်တဲ့အဲ့တော့သူက C ဆိုတာကတော့ဆရာတို့ဟိုအရင်တုန်းကတော့ဆရာတို့ဒီဥမာ C တွေထည့်တယ်နော်တခြားဆရာတို့ဟိုဘာလို့ဆိုလို့ရှိရင်ဟင်းချက်တဲ့ဟာတွေမှာနောက်အကြာကြီးထားလို့ရတဲ့ထားလို့ရအောင်ဆိုပြီးတော့ဆရာတို့အချင်းတဲတာတို့ပါတယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့C တွေလေနော် C တွေရှိတယ်အဲ့လို C တွေနဲ့ထည့်တဲ့အချိန်မှာသူကဒီ
ပြန့်နှံ့တော့ပေါ့နော်ဒီဟာတွေကိုသူကဘယ်လောက်မြန်မြန်ဆိုတော့ဖြတ်သန်းနိုင်တယ်လေနော်ဆိုတဲ့ဟာကိုသူကသိကျင်တဲ့အတွက်အရွယ်စားတွေအတူတူသုံးမှရမယ်အဲ့တော့ကြတော့ she used the vets of the same size အဲ့လိုပြောတယ်အဲ့ဒီမှာဘာခြားထားဆိုလို့ရှိရင် membrane semi-permeable membrane နဲ့လေခြားထားပြီးတော့နောက်တစ်ခုကဘာလုပ်မလဲဆိုရင် she put equal quantities အဲ့တော့အရေးပမာဏအတူတူအဲ့ဒီ semi-permeable membrane ရဲ့နှစ်ဖက်ဒီပမာဏတူတဲ့အရေးပေါ့နော် various liquid တွေကိုဆိုတော့ထည့်ထားမယ်ပေါ့နော်အဲ့လိုထည့်ပြီးတော့သူကစမ်းသပ်မယ်လို့ဟုတ်ကဲ့ဟုတ်ပြီဟုတ်ပြီသမီးကျေးဇူးပဲအဲ့တော့ဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့တော့ဒီမှာနော်အောက်မှာကဆရာတို့ဒီအပေါ်မှာဒီစာပိုက်ကလေးရဲ့အခြေအနေကိုဆရာတို့ပြန်ပြီးတော့ချုပ်လို့ရှိရင်ဒီဆရာတို့စာပိုက်ဖတ်တဲ့အထက်မှာဆရာတို့အတွက်မှတ်စရာလေ့လာစရာလေးတွေပါတယ်။ဘာလို့လဲဆိုတော့ဒီ osmosis ဆိုတာဘာလဲပေါ့နော် osmosis ဆိုတာဘာကိုပြောချင်တာလဲနောက်တစ်ခုက solvent ဆိုတာဘာလဲနော်အဲ့ဒါတွေကိုဆရာတို့ဒီမှာဆရာတို့ကမှတ်စရာလေးတွေရှိတယ်နော်အဲ့ဒီမှာနောက်တစ်ချက်ကဆရာတို့ဒီ equilibrium ဆိုတာနော်osmosis ရဲ့ဆရာတို့နောက်ဆုံးရလက်ကနော် osmosis ဖြစ်တယ် osmosis လုပ်ငန်းစဉ်ကြီးလုပ်တယ်လုပ်ပြီးတော့နောက်ဆုံးပဲမှာအဆုံးသတ်တော့ဆိုတော့ equilibrium နဲ့နော် equilibrium ဖြစ်မှာပဲတော့ရက်တယ် equilibrium မဖြစ်မချင်းတစ်ဖက်ကနေတစ်ဖက်ကိုသူကသွားနေအောင်အဲအကြောင်းကိုသူကသွားနေအောင်မှာပဲဆိုတာပြန့်နေအောင်မှာပဲလို့ဆရာပြောချင်တယ်နော် diffusion သူကဒီ diffuse ဖြစ်တာကဆရာတို့ရေစီးတာနဲ့မဆိုင်ဘူးเนาะရေစီးတယ်ဆိုတာတနေရာနဲ့တနေရာကိုရေတွေစီးဆင်းသွားတာ flow ဖြစ်သွားတာပေါ့နော် diffuse ဖြစ်တယ်ဆိုတာပြန့်နှံ့တာပေါ့နော်ဥပမာတော့မီတို့ဒီရိုးဟိုပါပေါ့နော်ရေထဲတဲ့ရေပုံးတို့ဇလားတို့အိမ်မှာရှိလို့ရှိရင်အဲ့တော့အဲ့ထဲကိုစက်ပြမုံလေးနည်းနည်းလေးကျသွားလို့ရှိရင်အဲ့တော့ဘာလေးကိုအပေါ်ယံလေးကိုဟိုကဘေးနားကနေပေါ့နော်ခတ်မနီးမဝေးလေးကနေဘေးနားကနေကြည့်နေရေရဲ့ဆရာတို့အပေါ်ယံလေးမှာပြန့်သွားတာလေးကိုပြန့်သွားတဲ့ဆရာတို့လှုပ်ရှားမှုလေးဖြစ်နေတာကိုမြင်ရတယ်နော်ဒီစက်ပြကြတော့သိတာလေအဲ့တော့စက်ပြလေးလို့ထည့်ပြီးတော့ဘေးလေးမှာဆရာတို့ဗာလဲဆိုရင်ဘေးနားလေးကနေပြီးတော့နော်သူတဲ့ဆိုလို့ရှိရင်တခါလေးမြင်သိပြီးတော့မသိတာအဲ့တော့ဘေးနားလေးကနေဆိုလို့ရှိရင်အလင်းရောင်ပြန်လေးနဲ့နော်အပေါ်ရန်လေးရေရဲ့အပေါ်ရန်အလွှာလေးကသိတာနော်အဲ့လိုမျိုးလို့ diffuse ဖြစ်သွားတဲ့ဟာလေးတွေ့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကြတော့ဒါမှာဒီမှာဆရာတို့ကဘာကိုကြည့်မလဲပေါ့နော်ဘာကိုလုပ်ပေးရမလဲပေါ့နော်Gallian က used one of the bets to test the rate of diffusion of liquid acetones in the process of osmosis. What did she most likely put on the both sides of the semi-permeable membrane in that vat? အဲ့တော့ဒီထဲမှာကျတော့ဒီပြန့်နှံ့တဲ့နှုံပေါ့နော်ပြန့်နှံ့တဲ့နှုံကိုဆရာတို့ကစစ်ဆေးဖို့အတွက်ဆရာတို့အဲ့ဒီခုန vat state တွေကနေပြီးတော့ဆရာတို့တစ်ခုကိုယူလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာနောက်တစ်ခုကဆရာတို့သူ့ရဲ့အဲ့မှာမေခွန်းကိုဆရာတို့အရင်ကြည့်လိုက်မယ်နော်မေခွန်းက what did she likely put on the both the two sides of the အဲ့တော့ဒီ semi-permeable membrane ရဲ့ side ဘက်နှစ်ဖက်ပေါ့နော်ဆရာတို့ဘလို့ဖြစ်နိုင်ဆုံးလဲပေါ့နော်ဘာဖြစ်နိုင်ဆုံးနော် most likely အဲ့တော့
ဖြစ်နိုင်ခြေနော်ဖြစ်နိုင်ခြေအများဆုံးကဘာဖြစ်မလဲဘာရှိမလဲပေါ့နော်အဲ့ဒါကိုသူကပြောချင်တယ်အဲ့ဒီ in that facts နော်အဲ့ဒီ C ထဲမှာအဲ့တော့ဆရာတို့ကဒီအဲ့ဒီမှာဆရာတို့သိစရာပေါ့နော်သိစရာဆိုတာကဆရာတို့ diffusions of the liquids of acetones နော်အဲ့ဒါကဘာလို့တဲ့နော်ဟယ်လို ပြောရတာ ဟုတ်တယ်ဟိုပြောရလေဒီဘာတော့ the rate of diffusions of liquid acetone ဆိုတာကိုပြောချင်တယ်ဟယ်လို အဲ့ဒါလေဒီပြောသွားတဲ့ liquid acetone အဲ့ဒါဟုတ်တယ်သူကဒီဟိုဓာတ်ငွေပေါ့နော်ဆရာတို့မီးလောင်လွယ်တဲ့ဆရာတို့အကြီးတစ်မျိုးပေါ့နော်အဲ့တော့ liquid acetone ဆိုတာကသူအကြီးပေါ့နော်ဆရာတို့ဥပမာ acetylene oxy acetylene မီးတို့ပါကြားဘူးလားဒါသမီးoxy acetylene မီးတွေပါလေဟိုတို့ပန်နေပါတွေဖြတ်တဲ့အခါလေးသုံးတယ်ပန်နေပါတွေဖြတ်တဲ့အခါလေးသုံးတယ်နောက်တစ်ချက်ကပန်နေကိုဆက်ရင်လည်းသုံးတယ်ဖြတ်ရင်လည်းသုံးတယ်နော်သူက pressure ပဲกว่า pressure နဲ့ nozzle လေးပဲกว่าတာပေါ့နော်အဲ့တော့အဲ့ဒီမှာသုံးနေဆရာတို့ဒီမီးလောင်စာပေါ့နော်ပြောရရင်တော့အဲ့လောင်စာအခုက liquid နော်အရည်လောင်စာအရည်ပေါ့အဲ့ဒီကောင်ကဆရာတို့ပြန့်တဲ့ nose ဒီ gallium ကဆရာတို့စစ်ဖို့အတွက်နော်ဒီစောတော့က C တွေသူ့စီမှာရှိနေတဲ့ C တွေကတခုသုံးလိုက်တယ်သုံးပြီးတော့ဆရာတို့ဒီအဲ့ထဲမှာဘာရှိမလဲဆိုရင် semi permeable membrane ရှိပြီးတော့ဘယ်လိုဖြစ်မလဲဆိုတာကိုသူကပြောကြတယ်အဲ့တော့အခုနံပါတ်ဒီဟိုမှာဆရာတို့ကြည့်မယ်ဆိုလို့ရှိရင်အခုအပေါ်ကဆရာတို့ site A site B နော်အဲ့တော့ site A မှာ pure acetone ထားမယ်site B မှာပေါ့နော်ဆရာတို့ဘာထားမလို့ဆိုတော့ sugar နော်အဲ့တော့နောက်တစ်ခုက sugar in a glass container နော်အဲ့တော့ဆရာတို့ဒီဘက်ကဘာလို့ဆိုလို့ရှိရင်နောက်တစ်ခုက B ရကြတော့ဒီ site A မှာa 50% solutions of the sugar in acetone နောက်တစ်ခုက 50% solutions of solutions of sugar in acetone နော်အဲ့တော့ acetone တစ်ဖက်မှာလည်းဆရာတို့ acetone ရဲ့ဘယ်လောက်ပဲတော့ဆိုရင် 50% ပဲနောက်တစ်ဖက်မှာလည်းအဲ့တော့ 50% ပဲအဲ့လိုပြောချင်တယ်နော်နောက်နံပါတ် C ရကြတော့နံပါတ် C ဖြစ်ရကကြ pure acetone ကစရည်မှာနောက်ကျန်တာကကျတော့ solutions of sugar in acetone နော်acetone နဲ့မှာကျတော့ဒီတရားရဲ့ပျော်ရည်ပေါ့နော်ဒီနံပါတ် D ကကြတော့ pure acetone တစ်ဖက်မှာလည်း pure acetone ပဲတစ်ဖက်မှာလည်း pure acetone နော်အဲ့တော့ဇာတို့ကGallium and experiment use the following result နော်အဲ့တော့ water အဲ့ဒီမှာအသုံးချမဲ့ဇာတို့အသုံးပြုမဲ့ပျော်ဝင်စေတဲ့နော်ပစ္စည်းပျော်ဝင်စေတဲ့အရည်ဒီဇာတို့
အရည်ဒီ water ရှိသုံးမယ် acetone ကိုသုံးမယ် acetic acid ကိုသုံးမယ် formic acid နော်သုံးမယ်အဲ့တော့ကျတို့ဒီ equilibrium အဲ့တော့အဲ့ဒီကောင်တွေက diffuse ဖြစ်နေတဲ့အခါမှာ equilibrium ရောက်ဖို့အတွက်အောက်မှာကြာချိန်နေပေါ့နော်ကြာချိန်နေက20 minutes နောက်တစ်ခုက25 18နော်သူ့အမျိုးအစားလိုက်ဆရာတို့ဒီမှာအချိန်နေမတူကြဘူးပေါ့နော်အဲ့တော့ဒီမှာဟိုသူ number 1ရဲ့ဆရာတို့မေးခွန်းကwhat did she most likely put နော်ဒီ put on the total size of the semi-permeable membrane in that vat အဲ့တော့အဲ့ဒီစီထဲမှာရှိနေတဲ့ဒီ membrane ရဲ့ဘက်နှစ်ဘက်ပေါ်မှာဖြစ်နိုင်ခြေအများဆုံးကဘာဖြစ်မလဲနော်အများဆုံးကဘာလဲပေါ့နော်အဲ့တော့အခုနံပါတ် A လားနံပါတ် B လားနံပါတ် C လားနံပါတ် D လားအဲ့လိုမျိုးသူကမေးတယ်နော်အဲ့တော့အဲ့ဒီဟာကိုဘယ်ဟာဖြစ်နိုင်လဲအခုအရင်စဉ်းစားပြီးတော့ကြာကိုပြောမယ်နော်သူ့ရဲ့သဘောတဘာဝကိုသူကဒီအစောကအပေါ်မှာအချက်လက်တွေကပြောထားတာပေါ့နော်အဲ့တော့ဒီဟိုဟာထဲမှာဘာလို့ဆိုလို့ရှိရင်ဟိုခုနတော့ကဒီထဲမှာခုနအစောကဖြည့်သွားတယ်နော်ဒီမီဖုန်းနဲ့မီကစီရွေးရတဲ့အကြောင်းလေးရင်လေးတစ်ချက်ပြောမယ်နော်စီရတာကလေးနံပါတ် A ကကြတော့memory အတွင်းမှာ osmotic pressure မဖြစ်နိုင်ဘူးနံပါတ် B ကကြတော့နှစ်ဦးစလုံးက50ဆိုတော့ကြာ conservation မရှိတော့ကြာမဖြစ်နိုင်ဘူးconservation ချလိုက်ချက်မရှိတော့မဖြစ်နိုင်ဘူးနံပါတ် C ကကြတော့ pure acetone ကကြတော့သူတို့နှစ်ဘက် pure acetone နှစ်ဘက်စလုံးကိုစဉ်းစားလေsolution sugar ရင် acetone solution ထဲမှာရှိတဲ့ကောင်တွေဟိုဘက်မှာရှိတဲ့ကောင်တွေ conservation ချလိုက်ချက်ရှိသွားပြီဆိုတော့ကြတော့သူကနေမှရှိတဲ့အစီတုံးဘက်ကနေပြီးတော့ဘက်ကကျူးကအစီတုံး solution ဘက်ကို diffuse ဖြစ်သွားမယ်နံပါတ် C ကကြတော့နံပါတ် C ကsolution က sugar အစီတုံးနဲ့အစီတုံးကနေပြီးတော့ဟိုဘက် pure အစီတုံးဘက်ကို diffuse ပြန်ရောက်သွားမယ်နံပါတ် D က pure အစီတုံးနဲ့ pure အစီတုံးဆို conservation ချလိုက်ချက်မရှိလို့မဖြစ်နိုင်ဘူးနံပါတ် C ပဲဖြစ်နိုင်တယ်ဟုတ်တယ်
အဖြေရတော့စီနော်ဖြေရစီမှန်တယ်အဲ့တော့အဲ့မှာ तू ကဒီခုနတော့အစီတုံးရဲ့ तू ကဟိုပြန်တဲ့ဖြစ်စဉ်ပေါ့နော်ဖြစ်စဉ်မှာ तू ကဒီအဖြစ်နိုင်ဆုံးဟာပေါ့နော်အဲ့တော့သူ့ရဲ့ဆရာတို့ diffusion ဖြစ်တဲ့ဆရာတို့ဒီသဘာဝကိုလေနော်ဒီအပေါ်မှာ तू ကပေးထားတယ်နော်အပေါ်မှာပြောပြထားတယ်ဒီစာပိုက်ထဲမှာအဲ့တော့ဒီဟာကိုဖြတ်တန်းပြီးတော့ဒီ solvent ဒီဆရာတို့semi permeable membrane ကိုဖြတ်ပြီးတော့ပြန်တဲ့နေပေါ့နော်ပြန်တဲ့အခါမှာ तू ကဘယ်ကနေပဲဘူးतू ကရွှေ့လဲဆိုလို့ရှိရင်ဒီပြန်တဲ့မှုနေတဲ့နော်နေတဲ့ဘက်အချမ်းနေပြီးတော့ပြန်တဲ့မှုများတဲ့ဘက်အချမ်းနော်ပြန်တဲ့မှု diffusion များတဲ့ဘက်အချမ်းကိုရွှေ့ဟိုပေါ့နော်ပါလဲဆိုရင်ရွှေ့လျားသွားတယ်ဒီ solvent နော်အဲ့တော့ကျတို့ပါလဲဆိုရင်ပြန်တဲ့မှုများအားကောင်းတဲ့ဘက်ကိုဒီ solvent ကmove လုပ်သွားတယ်ပေါ့နော်ကျတို့ဘာခေါ်လဲဆိုတော့ဥပမာတို့ဒီအဲ့ဒီမှာရေခွက်သေးကိုပေါ့နော်ရေခွက်သေးကိုဆရာတို့ရေခွက်သေးကိုနော်ဆရာတို့ဒီမှုလိုမျိုးပေါ့နော်ဆရာတို့ဖော့လိုမျိုးမှုလိုဖော့ပဲထားလိုက်ပေါ့နော်အဲ့ဒီဖော့ဒီဆရာတို့ကဒီအတွင်းထဲမှာနော်ဒီဘာခေါ်လဲဆိုတော့သူကဒီသူကတော့ရေစုပ်အားကောင်းတဲ့အရာဝတ္ထုပစ္စည်းပေါ့နော်အဲ့တော့နောက်တစ်ခုဆရာတို့နည်းနည်းပို့ပြီးတော့မြင်တာအောင်ပြရလို့ရှိရင်ဥပမာမြေပြူခဲလေးတစ်ဖက်ချမ်းမှာဆရာတို့မြေပြူခဲလေးထားမှာပေါ့နော်တစ်ဖက်ချမ်းမှာတော့ရိုးဆရာတို့ထားမယ်ဆိုလို့ရှိရင်ဒီ diffusion ကဆရာတို့ဟိုမှာကြောက်ခဲလိုမျိုးဟာမျိုးနဲ့မြေပြူလိုဟာမျိုးနဲ့ဆိုရင် diffusion ပြန့်နှံ့နိုင်တဲ့စွမ်းရည်ကသူကဒီမြေပြူကပို့ပြီးတော့နော် diffusion လုပ်နိုင်အဲ့တော့ကြတော့သူကဒီ solvent ဖြစ်တဲ့ရေကိုပဲသုံးမယ်ဆိုလို့ရှိရင်ဆိုပါစို့ပေါ့နော်အဲဆိုရင်အဲ့ဒီရေကဆရာတို့ခုနမြေပြူရှိတဲ့ဘက်ကိုပြေးသွားမှာပေါ့နော်ပြေးသွားမယ်ကူးသွားဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးအခုဒီမှာလည်းအဲ့လိုမျိုးပုံစံမျိုးဆရာတို့စဉ်းစားတဲ့အခါမှာဒီ pure acetone နောက်တစ်ခုက sugar in a glass container submerged in acetone ထဲမှာနော်အဲ့မှာဆိုတော့မြုပ်နေတယ်နော်ဒီမြုပ်ထားတဲ့ဆရာတို့ဘာလဲဆိုရင် glass container glass container ထဲမှာရှိတဲ့တရားဆိုတော့ तू က diffuse နော်diffuse ဖြစ်နိုင်ဖို့ဒါကြီးကဘယ်လိုမှမဖြစ်နိုင်နော်မဖြစ်နိုင်တဲ့ကိစ္စရဲ့နောက်တစ်ခုကကြတော့ဆရာတို့ဒီဗာလေ 50% အစီတုံးထဲမှာ 50% ဒီဘက်မှာလည်း50% ဆိုတော့ဒီဟာကဆရာတို့သူပြောတဲ့ diffusion ဒီကောင်မှာဆိုလို့ရှိရင်ဒါdiffusion အနေနဲ့ပေါ့နော် movement အနေနဲ့ဆိုရင်မဖြစ်နိုင်ပေါ့နော်နောက်တစ်ခုကကြတော့တစ်ဖက်က pure acetone တစ်ဖက်ကဆရာတို့solution of sugar in acetone နော်ဆိုလို့ရှိရင်ဒါကဖြစ်နိုင်ကြီးများတယ်ပေါ့နော်နောက်တစ်ခုက pure နော်တစ်ဖက်ကလည်း pure တစ်ဖက်ကလည်း pure ဆိုတော့ဆရာတို့ဘလို့မှ diffusion ကတူနေလို့ရှိရင်လည်းဆရာတို့ equilibrium ဖြစ်နေမယ်ဆိုရင်လည်းအဆင့်diffusion movement ရှိမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဖြစ်နိုင်ကြီးအများဆုံးဒီ C ရဖြစ်နိုင်ကြီးအများဆုံးဖြစ်တယ်ပေါ့နော်ဒီအဲ့တော့ဆရာတို့စောယူခိုင်က
ဒီ number 2မိကွန်းလေးမိကွန်းကဘာကိုဆိုလိုတာလဲပေါ့နော် L B S ဆိုရင် sky ဟုတ်ကဲ့ပါဆရာ okay ဘေးအတိုင်းပြ အဲ့ ရအ number ပေါ် 2လေးနော် okay and then high give way or diffusion သူကအပူကဇရာကိုခြေခံပြီးတော့ဆရာဒီ software စိတ်ဝင်မှုအကောင်းဆုံးကဘာလဲလို့မေးတာပါဆရာအောင်ကဝါတာလာအစင်တောလာ acetic acid လာ formic acid လာလို့မေးတာပါဆရာ ဟုတ်ပြီ မိရဆရာနံပါတ်ဒီလို့ထင်ပါတယ်ဆရာလူကဆရာအပူကပေးထားတယ်ဝါတာမှာဆိုရင်20 minute ကြာမယ်လက်စီတော့ဆိုရင်35 minute acetic acid ဆိုရင်18 minute formic acid ဆိုရင်20 minute ပါဆရာ formic acid က20 minute ဆိုတော့ကြာချင်ရနေလို့ဆရာအဲ့ဒီဟိုပြိုဝင်မှုနှုတ်ကလည်းအဲ့လိုအဲ့လိုထင်ပါဆရာ အချိန်တူတဲ့ကောင်ဒီပြောဝင်မှုဆရာတို့ပါလဲဆိုရင်ညံပေါ့နော်အဲ့တော့ဒီဟိုမှာဒီ number 2မှာ ABCD မှာနော်ဒီဟိုကိုခုနတော့မိနစ်မတူတဲ့ပေါ့နော်တခြားအဖြေတဲ့သူရှိလား ဆရာကကျွန်တော်ကအဲ့အပုတ်မှာဆရာကသူ့ဟာက highest rate လို့ပြောရတဲ့အတွက်ကြောင့်ကျွန်တော်ဟိုပျော်ဝင်မှုအတွက် rating အများဆုံးမဟုတ်ဘဲနဲ့ပျော်ဝင်မှုအတွက်အဲ့လိုမျိုးဟိုပေါ့ခက်ခဲတဲ့အဲ့လိုမျိုး rating အများဆုံးဆိုပြီးကျွန်တော်ထင်လိုက်တာဆရာအဲ့လိုမျိုးအဲ့အပုတ်မှာဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်အရှိပျော်ဝင်ဖို့အတွက် rating အရင်များလို့အများဆုံးပေါ့ဒီဟုတ်အဲ့ဟာကိုကျွန်တော်ကဟိုဟာဆိုပြီးဖြည့်လိုက်တာဆရာအစီတုံးဆိုပြီးဖြည့်လိုက်တာဆရာဟုတ်မဟုတ်အခု number 2ကိုပြောတယ်အဲ့ဟုတ်တယ်ဗျ က အခု number number C 2ဗျာစောက number C ဖြစ်ရမှာနော် number C ဖြစ်ရမှာဟုတ်ကဲ့ဗျ number A အဲ့မှာက number A ကဘယ်လိုမှမဖြစ်နိုင်တဲ့ဟာနော်သူက sugar in a glass container ဆိုတော့နော်ဟုတ်အဲ့တော့ number ဟိုက2ကခုနဤက D ကိုရွေးတယ်နော်ဆိုတော့ဒီတယောက်က D ကိုရွေးတယ်ဒီမရွေးဘဲနဲ့တခြားရွေးတဲ့သူရောရှိလားဆရာတဒီရွေးရဲနံပါတ် B ဒီ ရွေး ပဲ ရဲ ရေးတာဒီပဲရေးတာဆိုအတူဟိုဟာစောကနဲ့အတူပဲနော်တခြား မဟုတ်ဆရာ number ရွေး နံပါတ် D တဲ့သူ မဟုတ်ဆ ရှိ ရာ လား ဆရာမဟုတ်ဆရာနံပါတ် D နံပါတ် D မဟုတ်ဆရာနံပါတ် B D မတိုင်းအောက်ကအစီတုံးရွေးရဲဆရာ အစီတုံးရေးတာဟုတ်ကဲ့သူက25 seconds ဟုတ်ကဲ့ အချိန်အများဆုံးရွေးလိုက်တာဗောဒါ ဟုတ်တယ်ဆရာကျွန်တော် highest rate ကိုဟာထင်ပြီးတော့ဖြေလိုက်တယ် higher rate သူက higher rate ဆိုရင်ကဏ္ဍများတာအချိန်အနေနဲ့ဆိုရင်ကဏ္ဍများတာမဟုတ်ဘူးเนาะ highest ဟုတ်ကဲ့ rate ဒီအချိန်အနေနဲ့ပြောရင် higher rate တအားမြန်တယ်ဆိုကြတဲ့ကအချိန်တူတာကိုပြောတာအဲ့တော့ကဏ္ဍနေတာကိုယူရမှာပေါ့နော်ကဏ္ဍတန်မှုနေရမှာဆိုတာအချိန်အနေနဲ့ပြောရင်တော့ကဏ္ဍတန်မှုနေတဲ့ကောင်ယူရမှာနော်အဲ့ကောင် number D မှန်တယ်နော် number D ရဟုတ်ပါတယ်ကဲပြီအဲ့ဆိုရင် number 3 number 3ကကျတော့
number 3က Kazin ရောဘယ်လိုထင်လဲပေါ့နော် number 3ကသူလဲဒီဟွာပဲနော်ဘာလဲဆိုရင်ဒီ table ကိုပဲဒါလေးတွေကလွယ်လေးတွေအဲဒါ line မရအောင်ဟောဒီထဲမှာရေးထားတယ် okay ဇင်ကKazin ကဒီထဲမှာရေးထားတာရှိတယ် number A ဆိုတော့သူက water ကိုရွေးထားတယ်တူတယ်စောတော့မှာ water ရေရတော့မဟုတ်ဘူးเนาะရေရ20 minutes ဆိုတော့များတယ်เนาะအဲ့တော့ရေကဆိုတော့ဒီထက်ညံတာရှိတယ်เนาะ format number D ဖြစ်ရကြဲတော့နောက်ထပ်ရှိသေးတယ်နောက်ထပ်ဟုတ်ပြီဒီမှာဒါကတော့ဟိုဟာလို့လဲ general sense နဲ့ဖြေလို့ရတယ်เนาะအရင်နေရမှတ်မိပဲမဲ့အဲ့တော့တဲချိုစင်မို့တဲချိုစင်မို့ number 2ပေါ့ number 3တော့နော် number 3ကဘာဖြစ်မလဲသူဒီထဲမှာတော့ရေးကြတယ်ဒီတဲ့number ဟိုဟာလေတဲချိုစင်ဟိုဟာ number 3ကိုပြောရမှာเนาะ number ဟိုဟာကိုဖြေနေ number 2ကိုဖြေနေ number 3က ABCD ရွေးရမှာမဟုတ်ဘူးအဖြေရှာမှာcalculate the average or mean time required for the solvents to reach equilibrium အဲ့ဒါဘာဖြစ်မလဲပေါ့ဆရာနာမည်3က grade ဆွဲရမှာ ဟုတ်ဘူးလေတွက်ရုံပဲတွက်ပေးရုံပဲ calculate the average 19တက်သမ ရှင်ဆရာ အဲ့တော့ဒီထဲမှာ chat box ထဲမှာကြည့်လိုက်ဟုတ်ပြီsky က 19.5 ကျန်တဲ့လူတွေရော ဆရာဟုတ်ကဲ့ဆရာကျွန်တော်လည်းအဲ့အဖြေပဲရပြီဆရာဆရာ19.5ဗျဟိုအားလုံးပေါင်းလိုက်တာတော့88ကိုတားတို့ဟိုနဲ့စားလိုက်တာ4နဲ့စားလိုက်တာတော့ 19.5 ရတယ်ဆရာဟုတ်နော် ဟုတ်ဟုတ်တယ်တွက်နီးကတော့အားလုံးပေါင်းပြီးတော့အရေးအတွက်နဲ့စားအဲ့ဒါက 19.5 မှန်တယ်နော် 19.5 ပြဟုတ်တယ်
အဲ့တော့ okay number 4 19.5 မရဘဲနဲ့တခြားဟာရတဲ့သူရောရှိတယ်မရှိတော့မရှိတော့နော်ဒီမှာက osmosis is the reason နော် why it is unhealthy or potentially dangerous to drink seawater အဲ့တော့သူကဒီပင်လယ်ရေကိုတောက်မယ်ဆိုလို့ရှိရင်ဘာဖြစ်ဖို့လဲဆိုလို့ရှိရင် unhealthy ဘာလို့ဆိုလို့ရှိရင်ဘာလို့နော်ပင်လယ်ရေတွေကိုတောက်မယ်ဆိုလို့ရှိရင်ဒီအန္တရာယ်ရှိနိုင်တဲ့အလားလားနော်အန္တရာယ်ရှိလာနိုင်တဲ့နောက်တစ်ခုကမကျန်းမာဘူးနော်ဘာကြောင့်မကျန်းမာဖြစ်နိုင်တာလဲဘာကြောင့်အန္တရာယ်ရှိနိုင်လဲဆိုတော့အကြောင်းရင်းက osmosis ကြောင့်ပဲတဲ့နော်အဲ့တော့ तू ကဘာပြောထားအောင်ဆို if you drink seawater နော်မင်းကပင်လယ်ရေကိုကတောက်လိုက်ပြီဆိုပါစို့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူ့ထဲမှာပင်လယ်ရေဖြစ်တဲ့အတွက်ဒါတို့စားပါဝင်မှုနှုန်းက concentration ပြင်းအားတအားမြင့်ပြီးတော့ other dissolved material နော်အဲ့တော့တခြားပါဝင်တဲ့အရာတွေလည်းစားတင်မဲပါတာမဟုတ်ဘူးပေါ့နော်စားတတ်ပဲရှိတာမဟုတ်ဘူးတခြား material တွေလည်းသူကအဲ့ထဲမှာရှိနေအဲ့ဒီအချိန်မှာ some of the dissolved material will be absorbed into your bloodstream နော်အဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့ဒီသွေးတွေနော်ဒါတို့ဘာလို့တုံဆိုတော့ဒီတချို့ဟာတွေကဒီသွေးစီးဆင်းနေတဲ့ဆရာတို့ခန္ဓာကိုယ်အတွင်းထဲမှာစီးဆင်းနေတဲ့သွေးတွေကိုစုပ်ယူသွားလိမ့်မယ်နော်ရောက်သွားမယ်ဘာဖြစ်လို့လဲဆိုတော့စောကဒီ osmosis ကြောင့် osmosis မှာကြားထဲမှာ membrane ကနေတချို့ဟာတွေကိုဖြတ်တန်းခိုင်းမယ်တချို့ဟာတွေတော့ block လုပ်ထားမယ်ပေါ့နော်အဲ့တော့ဖြတ်တန်းခိုင်းတဲ့အထဲမှာနော် blood stream တွေကိုရောက်သွားမယ့်အရာတွေရှိမယ်အဲ့တော့ကြတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့သွေးသည်ဆရာတို့ဘာဖြစ်မလို့ higher than normal concentrations of dissolved material နော်အဲ့တော့သူ့ထဲမှာပျော်ဝင်မဲ့အရာဝတ္ထုအရာဆရာတို့တန်မှန်ထက်ပိုမြင့်သွားပြီပေါ့နော်ဒီပင်လေရေကိုသွားပြီးတော့တောက်လိုက်မယ်ဆိုလို့ရှိရင်နော်အဲ့တော့ကြတော့ dissolved material က normal ရှိတဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဟာထက်ပိုများသွားတယ်ပိုများသွားတော့ဆရာတို့ as blood circulates အဲ့တော့အဲ့ဒီသွေးတွေကလေပတ်မယ်နော်သွေးရဆရာတို့ခန္ဓာကိုယ်နေရာနဲ့ရောက်တယ်နော်အဲ့ဒါကြသူကလေပတ်သွားမယ်အဲ့လိုလေပတ်သွားတဲ့အချိန်မှာရေရနော်သွေးထဲမှာဆရာတို့ရေဓာတ်လည်းပါဝင်တာပေါ့နော်အဲ့တော့ရေဓာတ်တွေကဆရာတို့ဘယ်ကိုသွားမလဲဆိုတော့ from body tissue into the blood vessels အဲ့တော့ပျော်ဝင်တဲ့အရာဝတ္ထုကသွေးထဲမှာပူပါသွားတဲ့အတွက်သူကဘာလုပ်မလဲဆိုတော့ solvent နေရအဲ့ဒီပျော်ဝင်မဲ့အရာဝတ္ထုတွေစီကို movement နော်ခုနတပြည့်ဒီ osmosis ဆိုတဲ့သဘောတရားအရာအဲ့ဒီကိုခုနခန္ဓာကိုယ်ရဲ့ရေဓာတ်တွေကအဲ့ဒီကိုရွေ့သွားပါဘောနော်သူ့စီကိုရွေ့သွားကြအဲ့တော့ movement ကဘယ်ကိုရောက်သွားမလဲဆိုတော့ခန္ဓာကိုယ်ရဲ့ရေဓာတ်တွေကအဲ့သွေးထဲမှာရှိနေတဲ့စီကိုရွေ့သွားမှာပေါ့နော်အဲ့တော့ကြတော့ဘာဖြစ်မလို့ဆိုတော့အဲ့ဒီသွေးထဲမှာရှိနေတဲ့ဆရာတို့ဒီ tissue တွေကနော်သွေးတဲ့အနီးနားမှာရှိနေတဲ့ထဲမှာရှိနေတဲ့နော် tissue တွေကခုနရေဓာတ်ဆုံးရှုံးသွားတယ်ဘာဖြစ်လို့လဲဆိုတော့ရေတွေကအဲ့ဒီသွေးထဲမှာပါလာတဲ့ခုနဆိုတာပင်လယ်ရေရဲ့ဝင်လာတဲ့ material စီကိုသူကရွေ့သွားတာပေါ့နော်ရွေ့သွားတော့အဲ့လိုမျိုးဖြစ်တယ်အဲ့ဒါကြောင့်မို့ osmosis ကြောင့်နော်ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကequilibrium တွေပြတ်သွားတာပေါ့နော်အဲ့ဒါကိုပြောချင်တယ်
Okay အဲ့တော့ဒီမှာတဲ့တန်မူကိုနဲ့ဟိုဟာနဲ့2ယောက်เนาะဒီထဲမှာဆွေရီထွန်းရင်ဆွေရီဒီတစ်ခါဆွေရီထွန်းပေါ့เนาะဆွေရီထွန်းဆွေရီထွန်းကဒီနံပါတ်4ကဘာဖြေလဲပေါ့เนาะဆရာပြောအဲ့တော့အတန်ဒီတိတ်ဆိတ်သွားကြเนาะ ဆရာသမီးဖြေရမလား ရတယ်ဖြေလို့ရတယ်လေနော် ဆရာပိုးပြီးတော့ greater than ပိုးပြီးတော့ကြီးမယ်ထင်တယ်ဆရာအပေါ်ကဟာ height than normal ထက်ပိုးပြီးတော့ height than normal concentration or division အဲ့ဒါကိုကြည့်ရဆရာသမီးကတော့ greater than လို့ထင်တယ်ဆရာ တစ်ရှူးတွေကဆရာတို့ရေဓာတ်ဆုံးရှုံးပြီးတော့เนาะ6သွားပါလीเนาะ6သွားတော့ဒီခုန when the blood has a levels of dissolved material အဲ့လိုမျိုးဆရာတို့ဒီ6သွားတာကဘယ်လိုအချိန်မှာ6သွားတာလဲဆိုတော့ဒီသွေးထဲမှာရှိတဲ့เนาะဒီသွေးဟာဘာလုံးဆိုတော့ dissolved material เนาะပျော်ဝင်မဲ့ပစ္စည်းအရာဝတ္ထုဟာဆရာတို့ body ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာအတွင်းထဲမှာရှိနေတဲ့ tissue ပေါ့နော် body tissue ရဲ့ level ထက်နော် body tissue ရဲ့ level ထက် greater than less than လား equivalent to လားတဲ့သမီးက greater than ယူတာလား greater than လို့ထင်တာဆရာအပေါ်ကဟို height blood to high ဟုတ်တယ် had a height than normal အဲ့ဒါကိုသွားကြည့်လိုက်တယ်ဟုတ်တယ်နောက်ထပ်တခြားဖြေတဲ့သူရောရှိသေးလား မရှိပါဘူးဆရာကျွန်တော်လည်း greater than အဖြစ်ခဲ့ဆရာ ပြပါဘူး greater than နော်ဟုတ်ပြီအဲ့တော့ तू ကဒီ tissue တွေကရေဓာတ်ဆုံးရှုံးသွားတယ်ဆိုကြတဲ့ကွာကျတော့ဒီ dissolved material ကနော်ဒီဘာလို့ဆိုရင် body tissue ထက်ပိုများနေပေါ့နော် greater than ဟုတ်တယ်ဒါဆိုဒါကတော့မှန်အဲ့တော့ဒီအပေါ်ကတစ်ခုလောက်ပါနော်တစ်ခုလောက်ပါကျန်တာတွေကတော့သူကလည်းသူတော့အဆင်ပြေပါတယ်အဲ့တော့ခုနဟာကသူတို့ပါ Yeah ဆရာပေါ်ဆိုတော့အဲ့ပြော ဆရာဆရာကနောက်ဆုံးအပိုက်ကလေဆရာသူကအဲ့ဒီ blood vessel နားမှာရှိတဲ့ဒီ tissue တွေကခန်းချောက်သွားရေဓာတ်ခန်းချောက်သွားဆိုတော့ဆရာကျွန်တော်တို့ဟိုပေါ့အရသာပြင်းပြင်းဟာကြီးစားလိုက်မိတဲ့အခါမှာဆိုလို့ရှိရင်လည်းရေစားတာအဲ့တဘောနဲ့ဆိုင်တာဆရာ အရာသာ ငယ်စားတော့အာကြီးသွားလို့ရေရမ်းစားသွားတဲ့အခါမျိုးလို့ပါတော့မှာဆရာ ဟုတ်တယ်အော်ဟုတ်ဆရာ ဆိုင်နေအဲ့ဒီဟာလည်းဒီသဘောတရားပဲအဲ့တော့ ဟုတ်ဆရာ တခါလေဆရာတို့တချို့အစားအသောက်တွေစားပြီးရင်သို့မဟုတ်ဒါတို့မျိုးအဲ့ကန်းကြီးရောက်လို့လေကန်းကြီးရောက်လို့ခြေတွေပါ
စင်ကူပြီးလို့ရှိရင်ပင်လယ်ရေတွေပါစင်ကူပြီးရင်ရေပိုစာတာမျိုးကြုံနေမယ်ပေါ့နော်ရေတွေပါပိုစာလာတယ်ပေါ့နော်လို့ပါလို့ဆိုတာကအဲ့ဒီခန္ဓာကိုယ်ကပုံမှန်လေပတ်နေတဲ့ဒီသူ့ရဲ့လေပတ်တဲ့ equilibrium ပေါ့နော်သူ့ရဲ့စနစ်ကပုံမှန် equilibrium မဖြစ်ဘူးလေမဖြစ်တော့တဲ့အချိန်မှာသူ equilibrium ဖြစ်ရပြန်ကြိုးစားတော့ခုနရေဘူးတောင်းတာပေါ့နော်ခန္ဓာကိုယ်ကတခါလေရေမစားဘူးဆိုရင်တောင်မှအဲ့ဒီပင်လယ်ရေချိုးပြီးရင်ဒီရေအချိုပေါ့နော်ရေချိုပေါ့ပုံမှန်ရေကိုပြန်ချိုးရင်အဲ့ဒီပုံမှန်ရေကန်တို့ဘာလို့တွေကတောင်မထွက်ချင်တော့လောက်အောင်ဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့ဟိုဘက်ကဒီဆိုတော့စားဓာတ်ပေါ့နော်စားဓာတ်ကခန္ဓာကိုယ်ထဲမှာအများကြီးဝင်သွားတဲ့အတွက်ဒီဘက်ကသူကရေချိုပြန်ပြီးတော့နှဲ့ကြတော့သူကပြန်ပြေတာပေါ့ပြန်ပြေတော့လူကအဲ့ဒီရေကန်ကနေတောင်ဘာလို့ဆိုရင်ရေကူးကန်တို့ပါတော့ပေါ့နော်ရေချိုကနေဆိုဒီချိုးလို့ကိုမဝဘူးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့ဒါဒီသဘောတရားပဲနော်ဟုတ်ကဲ့ဆရာနံပါတ်5နော်နံပါတ်5ကအဲ့ဒါဆရာတို့ဒီလိုလုပ်အောင်နော်ဒီလိုလုပ်အောင်ဆိုတော့ဒီဟောပါဘူးဆရာတို့ဘာရှိပြီနော်အဲ့ဒီဟာကိုဆရာတို့နောက်ကိုဆက်ပြီးတော့ရှင်းမယ်နော်နံပါတ်5ရေနံပါတ်6နော်အဲ့တော့အခုကဆရာတို့ဒီနေ့သတ်မှတ်ထားတဲ့ဟိုဟာလေးဘာလဲဆိုရင် test လေးနည်းနည်းလုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ဆရာဒီမှာနော်အခုဒီကနေပြီးတော့ပဲဆရာ link လေးလုပ်လိုက်မယ်နော် link လေးပို့လိုက်အဲ့မျိုးအဲ့ link လေးတွေ့လားမသိဘူးဟုတ်ကဲ့ဆရာတွေ့ပါတယ်ဟုတ်โอเคအဲ့တော့အဲ့ဒါကိုအခုဆရာတို့ပြောပါဘောနော်အဲ့မျိုးဒီ link ကိုလုပ်လိုက်ပေါ့နော်ဆရာကိုလုပ်မယ်ကိုဖုန်းနဲ့ဖြစ်ဖြစ်နော်ကွန်ပျူတာနဲ့သုံးတဲ့သူကလည်းကွန်ပျူတာတွေကိုကူးလိုက်ပေါ့နော်ကူးထားလိုက်ပြီးတော့သောသမီးတို့ကညာပိုင်းအလုပ်တွေပါတယ်တို့တခြားအလုပ်တွေပါတယ်ဆိုတာအဲ့လိုတစ်ခုခုလုပ်ဆရာရှိတဲ့ညာပိုင်းကတော့အားကြတယ်ဆိုတာမဟုတ်ဆရာအချိန်ယူဖို့ပြောတာမဟုတ်ဘူးနော်အခုညာပိုင်းဆရာပြီးလို့ရှိရင်အခုဒီကပြီးလို့ရှိရင်အဲ့ဒီဆရာဘာတော့ခုန link ထဲမှာ Google Form ထဲမှာ question 15ခုရှိတယ်ပေါ့နော်15ခုအဲ့15ခုကို
ပြောပါပေါ့နော်ဒီညပိုင်းနဲ့မှာပဲဖြေလိုက်ပေါ့နော်ဖြေအချိန်ကိုဆရာနည်းနည်းတစ်ချက်ဟိုပြစ်ပေးလိုက်နော် ဟုတ်ဆရာဟုတ် ဟုတ်ကဲ့ဆရာဟုတ် ဟိုနောက်ရက်တွေထိတော့မကူးနဲ့ပေါ့နော်အခုဒီညပိုင်းမှာဆရာဘယ်နှစ်နာရီအတွင်းsubmit လုပ်ဆိုပြီးကြာပြီးရင်ပြောလိုက်မယ်နော် ဟုတ်ဟုတ် ဟုတ်ကဲ့ဆရာဟုတ် အဲ့တော့ဟိုပါဆရာအခုဒီຢာလေးတွေ test လေးလောက်တာလေးတွေရောဟာလေးတွေရောအခုဒီအတိတ်ပဲတေချာပေါ့နော်အတိတ်ပဲလေးတွေတေချာချာဘယ်လိုပြောမလဲဆိုရင်နားလည်အောင်လုပ်ဖို့အရင်ဆရာတို့ပထမပိုင်းကအရင်ကြိုးစားအောင်ပေါ့နော်အဲ့ဒီအချိန်မှာကျတော့အချိန်နည်းနည်းပိုယူတတ်တယ်နော်အဲ့တော့ကိုဖြည့်တဲ့အခါကျတော့လည်းအစာပိုင်းမှာအချိန်နည်းနည်းပိုယူပြင်မဲ့နောက်ပိုင်းကျရင်တဖြည်းဖြည်းအချိန်ရော့သွားဆရာတို့ကလောက်အောင်နော်အဲ့လိုပုံစံမျိုးသွားအဲ့တော့အချိန်ပိုယူခိုင်းတဲ့အကြောင်းရင်းကလည်းခုနစာပိုက်တွေပါလိမ့်မယ်နော်အဲ့စာပိုက်တွေဖတ်ဖြစ်အောင်လို့နော်တကယ်စာမိုးရဲ့ကြာရင်စာပိုက်ထိုင်ဖတ်လို့တော့အဆင်မပြေဘူးပေါ့နော်အဲ့တော့စာပိုက်ထိုင်ဖတ်ရတာတက်တာအောင်လို့ဆရာတို့အပြင်မှာစာပိုက်တွေဖတ်ထားမှစာမိုးကြာရင်သိဖတ်ဆရာမလို့တော့ဘူးပေါ့နော်တချို့ကတွေကစကလုံးတွေတည်ပြီးသားအကြောင်းအရာတွေကစူးစမ်းနေပေမဲ့စကလုံးတွေတည်ရင်လည်းမြင်နော်စာထုတ်တဲ့အခါဒီပါဒီမှာပို့ပြီးတော့မြင်အဲ့လိုမျိုးသွားဟုတ်ကဲ့ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဆရာတို့အခုအဲ့ဒီအခုဒီအဲ့ရဖြေဖို့အတွက်ဆရာအခုဟိုဟာဖြစ်လိုက်မယ်ရက်လိုက်မယ်နော်ရက်လိုက်ပြီးတော့ဟုတ်ကဲ့ အဲ့ဒီမျိုးအဲ့ဒါလေးကိုဖြေပေါ့နော်ဖြေတော့ကြတော့အခု9 နာရီကနေဆိုရင်အမှန်က15ဘုတ်ကတော့ဒါကြီးကြာကြီးဆံမွဲလိုမျိုးဆိုရင်ခဏလေးပဲချိန်ယူရတာပေါ့နော်ချိန်ယူရတာဆိုတော့ဒါပေမဲ့ဆရာအခုဒီနေ့ကိုကြာတော့9 နာရီကနေပြီးတော့ဟိုဟာအတွင်းပေါ့နော်အခုဆိုပါတော့9 နာရီကနေဆိုအခု15လောက်ကနေစပြီးတော့အချိန်ကိုယူလိုက်ပေါ့နော်ယူလိုက်ရင်ဆရာဒီတစ်ခါတော့45 မိနစ်လောက်ပေးမယ်နော်45 မိနစ်ဟုတ်ဆရာဟုတ်ဟုတ်ပြီအဲ့45 မိနစ်ဟုတ်ကဲ့ဆရာဟုတ် ဆရာတို့ပဲ10 နာရီဖြစ်သွားမှာပေါ့နော်10 နာရီကိုဟိုရအောင် submit လုပ်လိုက်ပေါ့နော်ခုနကတော့ဟုတ်ဆရာလက်ထောင်လိုက်တာတွေ့သလားမေးစရာရှိလို့လား ဟုတ်ကဲ့ဆရာဟိုအေးဘလို့ဖြေရမလဲမသိအဲ့ဒီဆရာပေးတဲ့ link လေးကိုဟိုဟာသမီးအခုတွေ့တယ်ဟုတ်တွေ့ပါဆရာအဲ့ဒါလေးကိုဟိုဟာဖုန်းထဲမှာတနေရာမှာ copy ကူးထားလိုက်လीဒါမဟုတ်လို့ရှိရင်လည်းအခုဝင်လို့လည်းရတယ်အခုဝင်ဆရာဟိုဟာလောက်ထားတယ်ဝင်ပြီးတော့ဘလို့ဖြေရမလဲမသိရဆရာဟိုဟာရွေးရုံပဲသမီးအဖြေကနှိမ်မရအဖြေရွေးပြီးတော့နှိမ်မရဟောဟုတ်ပြီအဲ့ခဏနေဆရာအဲ့ဒါလေးပြန်ကြည့်လိုက်ဟုတ်ကဲ့ဆရာlist review နဲ့ပြန် review နဲ့ကြည့်မယ်ဆိုရင်သမီးဟာနှိမ့်မိရတာဒီလိုဖြစ်လိမ့်မယ်ဆရာအခုစမ်းသပ်ကြည့်ရတော့ရတယ်ဆိုတော့သမီးကဒီလိုဖြစ်လိမ့်မယ်အဲ့ဒီကနှိမ့်မရဘူးဆိုရင်ဒီအခုအဲ့ဒီကောင်ဖွင့်တာက Chrome နဲ့ဖွင့်တာမဟုတ်ဘူးတဲ့သမီးဖုန်းနဲ့
ဖုန်းနဲ့တုံးတာ ဟုတ်ဆရာ ဖုန်းထဲမှာသမီး Chrome ရှိတယ် Chrome browser လေ ပါတယ် CHROME Chrome ဆိုတာလေအဲ့ဒီ Chrome နဲ့ဖွင့်ရင်နည်းနည်းပို့ပြီးအဆင်ပြေဟိုတချို့ browser ကနည်းနည်းဘယ်လိုပြောမလဲဆိုတော့မကိုက်နေရပါတော့အဲ့လိုမျိုး ဟုတ်ဆရာမသိဘူးသမီးကအကိုကဖွင့်ပေးရမလို့ อ๋อกูอ๋อအဲ့ဒါဆိုရင်ဟိုဖုန်းနေမှာဆိုသမီးဟိုပါတယ်လေGoogle ဆိုပြီးတော့တခါလေး search box လေးတွေပါရတယ်သမီးရမှာလည်းပါလားGoogle သမီးရဒီ website ထဲမှာတခုခုဟိုရှာရင်တဲ့ဟာတွေပါတယ်လေအင်တာနက်မှာသမီးစာတွေပါတယ်ရှာတာတွေပါတယ်စာတို့ဒါမှမဟုတ်လို့ရှိရင်ကိုစိတ်ဝင်စားတဲ့အကြောင်းအရာတွေပါတယ်ရိုက်ရှာလို့ရှိရင်ရိုက်တဲ့နေရာလေ Google ဆိုပြီးတော့တွေ့ဒါမှမဟုတ်ပုံမှန်ဖွင့်နေကြသမီးတို့သုံးလို့ရှိရင်လေပုံမှန်ဖွင့်နေကြသမီးအခုပဲဖြစ်ဖြစ်ပေါ့နော်ဟိုပုံမှန်သုံးလို့ရှိရင်ဖွင့်နေကြအဲ့ဒီအင်တာနက်မှာရှာနေကြပေါ့ရှာနေကြဟာရှိလို့ရှိရင်အဲ့ထဲမှာခုဆရာဒီ link လေးကိုသွားပြီးတော့ဟိုထည့်လိုက်ပေါ့နော်ထည့်လိုက်ပြီးလို့ထည့်ပြီးဝင်လိုက်ပေါ့နော်အဲ့ဆိုရင်အဲ့ဒီမှာအဲ့ဒီထဲမှာတစ်ချက်ပြန်စမ်းကြည့်လို့ရှိရင်ရလောက်တယ်ကျန်တဲ့သူတွေရောဖွင့်လို့ရတယ် ဆရာရတယ်ဆရာ ဟုတ်ဆရာရပါတယ်ဗျာ ရွေးလို့လည်းရတယ်ဟုတ်တယ်မလား ဟုတ်ကဲ့ဗျာရပါတယ်ဗျာ โอเค ဆရာမရဘူးဆရာ ဘယ်ဆိုဝမ်းမအောင်မသိဘူး တို့များနေပြီများနေပြီ ဟာ ဆရာတချို့ဟာရတယ်ဆရာဒီကျွန်တော်တို့ Xiaomi ဖုန်းတို့အဲ့လိုမျိုးတချို့ China version တွေဆိုလို့ရှိရင်ဆရာ Google သုံးမရအောင်ဆရာဟုတ်အဲ့ဆရာဒီထဲကနေမဖွင့်ဘဲနဲ့ဒါတို့ Telegram တွေတစ်ချက်ဝင်ပြီးပို့ကြည့်ရင်တော့သူ browser တွေကနေပြီးတော့သူတို့တရုတ် browser တွေကနေတော့ရမယ်တင်တယ်ဆရာကျွန်တော်အရင်တော့ကတော့အဲ့လိုမျိုးဖြေချရတယ်ဟုတ်ဆရာ ဟုတ်တယ်ဒါပြောတာဆရာအခုမှသတိသွားရတယ်အဲ့ဟာကြီးอ่ะသူကဟိုနည်းနည်းကြာပြီအဲ့ဒီဟိုတရုတ်ဘက်ကိုပိတ်လိုက်တယ်ဟုတ်တယ် ဟုတ်ဆရာဟုတ် ဒီတရုတ်မှာကျတော့ဒီ Chrome တွေပါတယ်ပါမှာမဟုတ်ဘူး ဟုတ်ဆရာဟုတ် global အလုံးကြီးမှာပဲပါဗျသူတို့ China အလုံးကြီးကမြန်မာနိုင်ငံကိုတိုက်ရိုက်တွေ့တာဆိုဟုတ် ဟောအဲ့ဒါဆိုဒီမှာစာရိုက်ထားတာဒီမလုပ်ဘူးဆရာတဲ့ခုနဆရာပြောတဲ့ဟာတွေလည်းသူမရှာဘူးနော်အဲ့ဒါဆိုရင်အခုသမီးမှာဖုန်းမှာဘယ်လိုဒါတော့ online ဝင်ဖို့ပါ browser တစ်မျိုးပါဘယ်လိုဘယ်မျိုးစားတွေပါလဲအခုဖုန်းဆိုတော့သူတိတ်ပြီးတော့မသိတော့ဘူးသမီးတဲချူ
တဲချိုစင်ပေါ့နော်သမီးကဟိုပါလေဆရာ Google Classroom နဲ့ဝင်လို့ရတယ်ဟယ်လိုဆရာဟုတ်ကျွန်တော်တို့ကဟိုtest ကိုစဖြေလို့ရပြီလားမသိဘူးဆရာ ရပြီကြံတဲ့သူတွေကဟိုဟာဖြစ်တော့နော်စပြီးတော့ဖြေလိုက်တော့ရတယ်ဟိုဒီကနေထွက်လို့လည်းရတယ်နော်10နာရီဟိုဟာလေသူတို့ဟိုစဖြေလို့ရတယ်စောစောပြီးလို့ရှိရင်လည်းစောစော submit လုပ်လိုက်ပေါ့နော်ဟိုဆရာကခုနဟိုဟာနေပြီးတော့95လောက်ကနေ45မိနစ်လို့တော့ပြောထားတယ်ဒါပေမဲ့အခုလိုမျိုးနည်းနည်း error ဘာညာကရှိတော့ကြတော့လေနော်စပြီးတော့ပဲဖြေလိုက်တယ်ပေါ့နော်သမီးတဲ့ကျူစင်မူကဟိုဟာလေဆရာ Google Classroom နဲ့ဝင်လို့ရလားမသိဘူးဆရာဝင်လို့ရတယ်ဆရာ ဝင်လို့ရလားဟယ်လိုဆ မဟုတ် ရာ မဟုတ်ပါ ကြားတယ် သမီး ဟယ်လို သမီးတဲ့ချိုစင်မူခုနတော့ဖွင့်လို့ရပြီးတော့သူကနှိပ်လို့မရဘူးပြောတယ်နှိပ်လို့ရနှိပ်လို့ရနှိပ်လို့ရ ငါဒီပြီဟိုဆရာပေးတဲ့နေနှိပ်ကြည့်ရတာမှာငါဒီပြီဟိုဆရာပေးတဲ့နေနှိပ်ကြည့်ရ哦，ဟိုသမီးကအဲ့ဒါဆိုရင်ဆရာဘယ်လိုလုပ်အဲ့တော့ကျန်တဲ့သူတွေတော့ဖွင့်လို့ရတယ်နော်အဲ့ဆိုလို့ရှိရင် ဆရာဖွင့်လို့ရတယ်ဆရာ Google နဲ့လည်းဝင်လို့ရတယ်ဆရာအခုပြောတဲ့ Chrome နဲ့လည်းဝင်လို့ရတယ်ဆရာ ဟုတ်ပြီဖုန်းအမျိုးအစားနဲ့နည်းနည်းတော့ဆက်လာစောစောကဟိုကပြောသလိုသူကဒီဘက်ကဟိုဟာကမရကြအောင်နော်ဖြည့်စင်လို့
ဆရာ link ပြန်ချနော်ဆိုက link ပြန်ပို့ကဲအဲ့ဆိုရင်ဆရာဟိုအဖြစ်လိုက်တော့မယ်နော်ဒီ link လေးကိုသမီးတို့ copy ကူးထားလိုက်တော့ copy ကူးထားလိုက် ဟုတ်ကဲ့ဆရာကူးလိုက်ပါမယ် ကူးထားပြီးတော့နည်းနည်းခုနဝင်လို့မရတဲ့သမီးတို့ကနည်းနည်းတစ်ချက်ကြိုးစားကြည့်နော်ဆရာလည်းနည်းနည်းချက်စဉ်းစားကြည့်လိုက်ဘာကြောင့်မရတာလဲပေါ့နော်သမီးတို့သူကအဲ့ဒီGoogle ကဟုတ်တယ် Google ကဟိုအနောက်နိုင်ငံတွေဘက်ကထုတ်တာဆိုတော့သူကဒီတရုတ်နဲ့ကနည်းနည်းပြဿနာရှိဟိုကြားထဲမှာနည်းနည်းကြာပြီအဲ့ဟာသူတို့ပိတ်လိုက်တာအဲ့ကြတော့ဒီဖုန်းတွေမှာတချို့ application တွေသုံးမရအဲ့ဒါကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုလုပ်လို့ရမလဲနော်သမီးတို့လည်းနည်းနည်းမျိုးလုပ်ကြည့်နော်ဟိုခုနဝင်လို့မရတဲ့သမီးတို့လည်းဖုန်းတစ်ခုမဟုတ်တစ်ခုပေါ့နော်နည်းနည်းလေးဒါ2ယောက်ရှိလို့ရှိရင်နောက်တစ်ခုမှာရနိုင်တော့တယ်နော်โอเคအဲ့ဆိုရင်ဆရာဒီမှာပဲအန်လိုက်တော့မယ်နော်ဒီအားလုံးပဲ9နိုင်နော်10နာရီတော့ဟိုအားလေးပေါ့နော်အချိန်ညီအောင်တော့ submit လုပ်ပေးအောင်နော်ဖြေလို့ရတဲ့သူတွေရလဲနော်ဟုတ်ကဲ့ဆရာဟုတ်ကျေးဇူးတင်ပါတယ်ဆရာ Okay